ရွှေပြောင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါရှင်အလုံးလောက်ကင်ခွင်ဝါပါမဲ့တက်တန်းတိုးခြင်းကို2025ခုနှစ်ဒီဇင်ဘာလ23ရက်နေ့နောက်ဆုံးထားပြီးတက်တန်းတိုးဖို့ကိုအသိပေးကြပါတယ်ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ2025ခုနှစ်ဩဂတ်လ23ရက်နေ့မှာအလုပ်လုပ်ခွင့်တက်တန်းကုန်ဆုံးသွားတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေကိုအလုပ်လုပ်ကိုင်ခွင့်ဝါပါမဲ့တက်တန်းတိုးခြင်းကို2025ခုနှစ်ဒီဇင်ဘာလ23ရက်နေ့နောက်ဆုံးထားပြီးတက်တန်းတိုးဖို့အသိပေးထားပါတယ်။အလုပ်လုပ်ကိုင်ခွင့်တက်တန်းတိုးပြီးပါကထိုင်းနိုင်ငံထဲမှာဆက်လက်အလုပ်လုပ်ကိုင်ခွင့်ကိုတက်တန်း2နှစ်ရရှိမှာဖြစ်ပြီး2029ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့အထိတရားဝင်အလုပ်လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။တက်တန်းတိုးလုပ်ငန်းစဉ်မှာအလုပ်ရှင်ကိုယ်တိုင်မိမိရဲ့အလုပ်သမားတွေအတွက်တက်တန်းတိုးလုပ်ငန်းစဉ်ကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။တက်တန်းတိုးလုပ်ငန်းစဉ်ကိုအလုပ်သမားဝန်ကြီးဌာနရဲ့ website ကနေတဆင့် online ကနေလှုပ်ဆောင်ပေးနိုင်သလိုအလုပ်သမားဝန်ကြီးဌာနရဲ့အတိအမှတ်ပြုထားတဲ့တရားဝင်ကုမ္ပဏီတွေကနေတဆင့်လည်းပြုလုပ်နိုင်ပါတယ်။အထူးသတိပေးချက်အနေနဲ့သတ်မှတ်ထားတဲ့အချိန်ကာလဖြစ်တဲ့2025ခုနှစ်ဩဂတ်လ23ရက်နေ့ကနေဒီဇင်ဘာလ23ရက်နေ့အတွင်းအချိန်မီအလုပ်လုပ်ကိုင်ခွင့်တက်တန်းတိုးခြင်းလုပ်ငန်းစဉ်ကိုမပြုလုပ်ပါကအလုပ်ရှင်နဲ့အလုပ်သမားတွေကိုဥပဒေအရအရေးယူသွားမှာဖြစ်ပါတယ်။အလုပ်လုပ်ကိုင်ခွင့်တက်တန်းတိုးလုပ်ငန်းစဉ်အတွက်တရားဝင်ကုန်ကျစရိတ်တွေကတော့ဗီဇာကြေး900ဘတ်အလုပ်လုပ်ခွင့်ကြေး1900ဘတ်ဖြစ်ပြီးပွဲစားကိုငွေထပ်ပေးစရာမလိုပါ။တက်တန်းတိုးလုပ်ငန်းစဉ်အတွင်းပြဿနာတစ်စုံတစ်ရာရှိခဲ့ပါကသို့မဟုတ်သတ်မှတ်ထားတဲ့ကုန်ကျစရိတ်ထက်ပိုမိုတောင်းခံမှာကအလုပ်သမားဝန်ကြီးဌာနရဲ့ hotline နံပါတ်ဖြစ်တဲ့3936ကိုဆက်သွယ်မြင်းမြန်းတိုင်ကြားနိုင်ပါတယ်။တက်တန်းတိုးလုပ်ငန်းစဉ်အတွက်online ကနေပြုလုပ်ရမယ့် link ကိုဒီဗီဒီယိုလေးရဲ့ comment box မှာ link ချပေးထားပါတယ်။ထပ်မံသတိပေးပါရစေ။မြန်မာရွှေပြောင်းအလုပ်သမားတွေအလုပ်လုပ်ကိုင်ခွင့် work permit တက်တန်းတိုးခြင်းကို2025ခုနှစ်ဒီဇင်ဘာလ23ရက်နေ့နောက်ဆုံးထားပြီးတက်တန်းတိုးဖို့လိုအပ်ပါတယ်။ဒါမှသာထိုင်းနိုင်ငံထဲမှာဥပဒေပေါင်းအတွင်းကနေဆက်လက်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပြီးမိမိတို့ရဲ့အိမ်မက်တွေကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေချုံးမိကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။